န်ပြောသလိုမန်နယ်ကိတ်ကိုဘော်လီဖြူကြီးပါဝစ်ပေးပြီးတော့ဗန်ကိုစားဝိုင်းဝန်းပေးလိုက်ကြတဲ့မြန်မာပရိသတ်များလုံးမဲ့မင်္ဂလာပါများလက်ဝဲစုပရီးမကတင်ဆက်နေပါသည်ဂျိုဘန်ကဂျိုဝိုင်းထဲမှာကြောက်စရာကောင်းတာမဟုတ်ဘဲနဲ့ဂျိုဝိုင်းပြင်ပစကားပြော track တော့မှလေအတော်လေးထက်မြက်လာတာတွေ့ရပါသည်မန်နယ်ကိတ်ကသူ့ကိုလည်းစိန်ခေါ်တဲ့အခါမှာဗန်ကသူကလေပဲရှောက်တိုက်နေတာသူ့ကိုယ်သူမိန်ကလေးလိုပဲဘော်ဒီဝစ်ဖို့တောင်မှမိနေတယ်ဆိုတဲ့သဘောမျိုးနဲ့ပြန်လဲတုံ့ပြန်လိုက်တာကပွဲကိုကြီးကျယ်မီရှို့ပေးလိုက်တယ်လို့ဖြစ်သွားပါသည်အဲ့လိုပြောဆိုမှုကမန်နယ်ကိတ်လိုဒေါသကြီးပြီးမာနာကြီးတဲ့ဖိုက်တာမျိုးကိုအကြီးကျယ်ဒေါသထွက်စေပါသည်ဗန်ကသူ့ကိုအပြောပဲရှိပြီးတော့လုံးမရှိတဲ့သူ all dot no action ဖြစ်ပုံဖော်လိုက်တာဖြစ်ပါသည်မြန်မာပြည်သက်တွေဆိုတာကသူတို့ချစ်တဲ့သူကိုထိလာမယ်ဆိုရင်နောက်ကနေတန်းကြီးလိုခိုင်မာရက်တီပေးတတ်ကြတာထုံးစံဖြစ်ပါသည်ဒီကမှာလဲဗန်ရဲ့ body စကားကိုအကောင့်ထဲပေါ်တဲ့အနေနဲ့မန်နယ်ကိတ်ရဲ့ပုံကို body ဖြူကြီးနဲ့ edit လုပ်ပြီးတော့ဝိုင်းဝန်းကြတာက social media ပေါ်မှာတကယ်ကိုပေါက်ကွဲသွားခဲ့ပါသည်မြန်မာဖန်တွေရဲ့ photoshop လက်ရာတွေနဲ့အာသာညံက UFC ပေးရထိပါပြန်လည်သွားခဲ့ရပါသည်ဒါကမန်နယ်ကိတ်အတွက်ကတော့ကြီးမားဆုံးရှက်ရစရာဖြစ်စေပြီးတော့ဗန်အတွက်ကတော့အင်အားကြီးမားတဲ့ပရိသတ်ထောက်ခံမှု fan base ရှိနေကြောင်းပြသလိုက်တာဖြစ်ပါတယ်ဒီဖြစ်ရပ်ကမြန်မာပရိသတ်တွေဟာဂျိုရှဘန်ကိုမြန်မာသားကောင်းတယောက်ဖြစ်ပြေဝလက်ခံထားပြီးဘလို့စိန်ခေါ်မှုမျိုးမှမဆိုတူတူရှိနေမယ်ဆိုတဲ့သက်သေကိုပြလိုက်တာလေးဖြစ်ကြောင်းပါခင်ဗျာ